ကျွန်တော်ဆရာပြောရဲ့ plate တင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မေးချင်တာပေါ့နော်ကျွန်တော် match potato တွေပါလောက်တဲ့အခါကျရင်အဲ့လိုခဲနေတာတို့အဲ့လိုအထဲမှာမကြည်တယ်လို့မျိုးပေါ့ဆရာရဲ့သိတယ်အဲ့လိုဟာမျိုးပြဿနာတွေရှိတယ်နောက်ပြီး veggie ကကြတော့အလုံးမှာကဘယ်လိုပြဿနာတက်လဲဆိုတော့သူကကျွန်တော် garnishing အဲ့လို veggie ထည့်မယ်ဆိုရင်ဘယ်လိုတွေထည့်လဲဆိုတော့ carrot ရယ် asparagus ရယ် broccoli ရယ်ထည့်တယ်ဆိုရင် blanching ကျွန်တော် boiling water မှာထည့်လိုက် temperature အရမ်းကျသွားတဲ့အခါကျရင်ပျော့ပြဲသွားသလိုခံစားချက်ရရပေါ့နော်ကျွန်တော်ကကြဘယ်လိုကြိုက်လဲဆိုတော့ကျွန်တော်တင်းတင်းလေးကြိုက်တယ်တင်းတင်းလေးကြိုက်တော့ကြတော့သူတို့ပြောပြီးဆိုရင်သူတို့ကလက်မခံအဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပေးပါလို့ပြောချင်ပါတယ် match potato ကကြတော့ဘယ်လိုမျိုးညီတို့လုပ်တယ်ဒီမှာညီတို့မှာ match potato လုပ်မယ်ဆိုရင် match potato ကညီတိုင်းများရှိတယ်ပြုတ်တာတယ်ပေးလုပ်တာတယ်ဘယ်လိုလုပ်တာဟောကျွန်တော်တို့ကဆရာsteam မှာ boil လိုက် boil နေတာပေါ့အဲ့ဒါပြီးရင်ခွန်ခွာပြီးတော့ကျွန်တော်ညှစ်ချပြီးတော့လုပ်တဲ့အခါကျရင်ဘယ်လိုပြောမလဲလက်ရမမှန်တယ်လို့မျိုးပဲတယောက်လုံးတယောက်တစ်မျိုးပုံစံစီထွက်နေတယ်တခါကျရင်ခွင်များဝါရဲ့အခါကျရင်အဲ့ match potato ကခဲဝမှုပြဲစီတည်ရမှာဆရာလုံးမိုးတွေပါရဲ့မဖြစ်နိုင်တဲ့အနေထားအဲ့လိုမျိုးပေါ့အဲ့တော့ကြာလောက်တာအကောင်းဆုံးဖြစ်မလဲပေါ့ဟုတ်အဓိကပါလဲဆိုတော့ standard recipe တခုရှိမှရမယ်ဒါညီတို့ဆိုင်မှာပဲဖြစ်ညီတို့ hotel မှာပဲဖြစ်ဒါ standard recipe တခုဒါ management ကလုပ်တယ်ဒါမျိုးက hashtag ရှိတယ် hashtag ကလုပ်ပါမယ်ကိစ္စဘာလို့လဲဆိုတော့ကိုကဥမာဒီနေ့တယောက်ကဒါလုပ်တယ်ကိုကတယောက်ကအဲ့တဲ့ကဥပမာပေါ့နော်အဲ့တဲ့ကလာတယ်လို့ဆိုင် match potato ပေါ့လာစားတယ်ဒီနေ့မင်းလုပ်တာဆောင်းကောင်းတန်သွားလာစားနောက်တစ်ယောက်လို့လည်းမကောင်းတော့အဲ့တော့အဓိကပြဿနာကိုလိုတဲ့က passion လုပ်လာတယ် education လုပ်လာတယ်အဓိကပြဿနာကဘာသွားလဲဆိုတော့ passion ကိုပဲစသွားတယ်ဒါပါလဲဆိုဘုလိုမှာ consistency မရှိအဲ့တော့ recipe လုံးဝ SOP လုံးဝ recipe ရှိရမယ်ဘယ်လောက် potato ဘယ်လောက် brand ဆိုရင်ဘယ်လောက်ထည့်ရမယ်ဘယ်လောက် butter ဘယ်လောက် ratio ဆိုတဲ့ဟာကသူ့ရှိမှရှိပြီးတော့သူ့ရှိကချပြတဲ့ဟာနဲ့လောက်ပါမှာပေါ့နော်ဒါဖြစ်တင်တာကိုပြရတာဟုတ်ကဲ့ဟုတ်စေဒါ recipe တခုရှိတယ်လို့ standard တခုရှိမှလည်းအဲ့ဒီကကိုယ်ဆိုင်ကိုနည်းနည်းလာပြီးတော့ကိုယ်ဆိုင်ရဲ့ signature ဖြစ်သွားတယ်ဒါကိုပဲအမြဲတမ်းစားကြတယ်အဲ့တော့အဓိက standard recipe တွေထားစီခြင်းတယ်အဲ့ဒါဆိုရင်ညီကုနာကြုံတွေ့နေရတာခဲသွားတာလည်းဖြစ်တော့ပြင်းသွားတာလည်းဖြစ်တော့ပျော့သွားတာလည်းဖြစ်တော့အဓိက recipe ကိုဖြစ်အောင်လို့ standard recipe တခုဖြစ်ပြီဆိုတော့ကြတော့မှဒါကို follow လုပ်အောင်ပြင်ပေးရတယ်ဒီတိုင်းလေးသွားလိုက်ရင်မျိုးရှိပါဘူးကြုံတွေ့နေရတဲ့ဒီပြဲတာပဲဖြစ်ပျော့တာပဲဖြစ်ခဲတာပဲဖြစ်ဒါတွေကလုံးဝမရှိတော့ဘူးဟိုနောက်ပြီးတော့အဲ့ veggie နဲ့ပတ်သက်ပြီးတော့အဲ့ blanching ပါဆရာဟို boiling water တွေကိုထည့်လိုက်ရင်ဘယ်လောက် temperature နဲ့အဲ့လိုမျိုးဘယ်လောက် temperature ဘယ်လောက်တိုင်းကနည်းနည်းအဆင်ပြေလောက်လဲပေါ့ဟိုမှာ boiling temperature တော့100ပဲလေဒါကြီးစုမတိတ်လုပ်တဲ့အခါမှာဘယ်လိုထည့်ရမှာလဲဒါပေမဲ့ထည့်တဲ့အခါဘူးကြည့်တယ်မင်းတို့ရေကအများတန်းစုနေတာခြေရောဟိုကတည်ထားတာပဲစုနေတဲ့ချိန်က brand လုပ်တယ်ကိုပြောတော့ order ကြတာကများတဲ့အခါကျတော့ပြုတ်တာကပုတ်တာပဲရေစုတာတော့မစုဘူးပူပဲပူတော့တာအဲ့ချိန်ကျတော့ဘယ်လိုပြောမလဲဟိုပျော့တာပြဲတာဟိုမာတာပြူတာအပိုင်းကျတော့ကိုတို့ပုံစံရဆိုရင်ဒီပြောသလိုပဲကိုတို့ vegetable ဘာညာဆိုရင်ကိုက crunchy ဖြစ်တာကြိုက်တယ်အချို့ဟာကျတော့အချို့အဲ့ဒါကျတော့လေပြောတဲ့ဟာစားချင်ခံ request လုပ်နေတယ်တမျိုးပေါ့ဒါပေမဲ့ serve လုပ်တဲ့နေရာမှာတော့အများစုကတော့ကိုတော့ဒီလုံးဝဟိုဖြစ်တယ်ဒါမျိုးကို serve လုပ်တာကိုပြောတော့ကိုတို့ရဲ့ဒါကိုတို့ရဲ့ type ပေါ့နော်ကိုတို့လုပ်နေကြပုံစံကိုပြတာအဲ့တော့ဒီကိုကိုပြပေးမယ်ညီလေးရဲ့အပေါ်က management ကကြာအပေါ်မှာပုံတာအဲ့တော့ဒါအကိုမှာရွေးချက်ပိုင်းလို့မရှိဘူးဒါအကိုဖြစ်တဲ့အရာတခုပဲပြပြလာဒါပေမဲ့ main follower လောက်ကမှာကမင်းရဲ့ manager လောက်ကမှာအကိုမဟုတ်အကူပြောလို့လုပ်တယ်ဆိုပြီးမင်းတော့ပြောလိုက်တဲ့ခါကျရင်ကိုနဲ့ပြဿနာတက်တယ်ဒီတိုင်းဟုတ်ကြတာကိုယ့်ကိုဆုံးဖြတ်ကိုသူတို့ကဒါဆိုတော့ဒါပဲလုပ်ပြီးလိုက်တာရောစင်ကောင်းနေမယ်ဘာလို့လဲဆိုတော့ကိုက management မှာမဟုတ်ဘူးသူက management လေဒါပေမဲ့ကိုတက်တဲ့ပညာတော့ဘောလုံးကိုထည့်လိုက်တယ်လုံးဝလမ်းမအောင်မရောက်စေဘူး